ဖေဟိုမှာလုံးဝတန်လာနေပြီဘယ်မှာဟိုမှာလေငကန်းရဲ့ဟာမအေးဟဲ့နင်တို့เนี่ยဒီမှာဘာလုပ်နေကြရလဲဩဒီကောင်နေ့စီရမရှင်းတဲ့စာရင်မေးမလို့တဲ့အဲ့ဒါမုတ်ထိုင်စားနေတာဟင်ဘာမှလည်းမဆိုင်ဟဲ့လွန်ဝေးနင်ဒီရပိုင်းငါတို့နဲ့မဆုံလာကြပြီနော်။ငါဘာတွေလှုပ်ရှုပ်နေရလဲပြောပါဦး။ဘာမှမပေါ့ဘူး။ဒီတိုင်းပဲ။ငါတို့ကြောင်းမရဆောင်ကြမယ်လေ။အေးကောင်းတာ။ဟမ်ခဏလေးငါစက်တင်တော့မအောင်ဟာ။တန်းကနေမှတေးကြတာပေါ့နော်။အေးကောင်းတယ်လေ။ဟာ။တော့မလာလေးကမ်းပြီပါပါ။အေးနော်ကြာလိုက်တာ။တို့ငါဒီနေ့ဖွင့်ပြမှာနော်။ဟဲ့အောင်မင်းရှောင်နေပြီရော။အေးပါကွာ။မင်းနာငါချစ်တွေမြင်ကောင်းမှာပဲကွာ။ Great ငါမင်းကိုဘယ်လောက်ချစ်လဲဆိုတာလေပြောပြခွင့်ရရင်ကောင်းမှာပဲဟာဟဲ့ဟိုမလာနေပြီကွာဟာရှင်နေကောင်းလိုက်တာကွာငါရှောင်ပေးရတော့မယ်အေးတော့မြန်တော့ဟဲ့အခါပြေသွားရတယ်တွားရခဏရတယ်အော်တော့ဝေးညို့လေပြောတဲ့စကားလေးရှိတယ်ဘာလဲအေးဒီစကားဟဲ့စိတ်ဝင်စားပါလေဘာများဖြစ်လို့လဲပြောနင်အချစ်ဆိုတာကိုခံစားဖို့ခံစားဖို့တော့အေးကြီးရဲ့စကားဒါကြီးอ่ะငါမိရပဲဖြေစမ်းမှာဟာအော်အေးပါနင်အချစ်ကိုဘယ်လိုထင်လဲဟမ်ငါအထင်တော့ချစ်ဆိုတာပိတ်ဆက်ခြင်းတော့ထင်တယ်ဥပမာသူပြောဖို့အတွက်ဆိုရင်အရာရာပိတ်ဆက်ရရမယ်ပေါ့ဆိုနင်ချစ်ဘူးလားငါနဲ့ကိုပြပြမယ်အခုပြောမယ့်အရာကိုတယောက်တည်းသိထားရမှာနော်လှုပ်ဝက်ချက်အေးပါငါအကောင်စိတ်ဝင်စားနေတာအင်္ဂလိပ်ချင်းဆိုတော့လေငါအရာသဘောကျမှာမဟုတ်ဘူးအော်ပြီးတော့ငါဘက်ကပမိုးကိုကြတော့တည့်ရတိုင်းပဲငါမင်္ဂလိပ်ဆိုတော့ရှက်တယ်ဟာဘာရလဲ great နော်နင်တို့ပြပြန်တေးဖို့တာမှတ်ထားကြောက်ပါရဲ့ဟာနင်ကလည်းခုငါမိဘတွေကနင်တို့နဲ့ပေါင်းတာသဘောမကျဘူးငါခိုးထွက်လာတာဘာလို့လဲဘာလို့ဘာဖြစ်နေလို့လဲနင်တို့တုံးပိုင်းနေလေအဲ့ဒါနေပြီငါတို့နဲ့မပေါင်းရဘူးမိဘတွေကလည်းကွာကြီးကြီးကျယ်ကျယ်ငါတို့တုံးပိုင်းနေရတယ်ကိုချစ်တဲ့မိန်းမမဟုတ်ဘူးမိန်းကလေးမှစိတ်ဝင်စားမှာမဟုတ်ဘူးကွာငါနင်တို့စိတ်တက်တွေကိုသိပါတယ်ဟာငါမိဘတွေတော့စိတ်မဆိုးပါနဲ့နော်ဆိုးပါကွာရှင်းအောင်ပြဟဲအကလာကဲ great ချင်းနီဘာလဲဘာမှမဟုတ်ပါဘူးဟာသူမထားတဲ့အေးရလားဆိုတာပြောတာဟဲ့ညနေမပြောင်းနဲ့ကဲမားရတဲ့အေးကုန်လုံးလေစားကြမယ်